American နိုင်ငံတွင်အရှုပ်တော်ပုံဖြစ်ခဲ့သောယင်းနှမြုပ်နှံသူ Jeffrey Epstein ၏အမှုသည်ထပ်မံ၍ကမ္ဘာလုံးဆိုင်ရာစိတ်ဝင်စားမှုကိုရရှိလာခဲ့သည်။ Epstein သည်အတိတ်ကာလများတွင်အာဏာရှိနိုင်ငံရေးခေါင်းဆောင်များစီးပွားရေးလုပ်ငန်းရှင်များနှင့်နာမည်ကြီးပုဂ္ဂိုလ်များနှင့်ဆက်ဆံရေးရှိခဲ့ပြီးယင်း၏လျှို့ဝှက်ပြစ်မှုများနှင့်သက်ဆိုင်သောစာရွက်စာတမ်းထောင်ချီပါဝင်သည့်ဖိုင်များကိုအဆင့်လိုက်ပြည်သူများထံထုတ်ပြန်လာနေသည်။ American တရားရေးဌာနသည် Epstein အမှုနှင့်သက်ဆိုင်သောစာရွက်စာတမ်းများ၏ပထမအပိုင်းကိုထုတ်ပြန်ခဲ့ပြီးထိုဖိုင်များတွင်တရားရုံးမှတ်တမ်းများတပ်ပုံများသက်သေခံချက်များဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့်အီးမေးလ်များပါဝင်သည်သို့သောတာဝန်ရှိသူများ၏အဆိုအရအချို့သောအချက်အလက်များကိုသူများ၏ကိုယ်ရေးလုံခြုံရေးကိုကာကွယ်ရန်လျှို့ဝှက်ထားသည်စာရွက်စာတမ်းများတွင်ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏နာမည်များနှင့်ဓာတ်ပုံများပါဝင်လာခဲ့ပြီးယင်းတို့တွင် American သမ္မတဟောင်း Bill Clinton လက်ရှိသမ္မတ Donald Trump Microsoft တည်ထောင်သူ Bill Gates နှင့်အခြားအရေးကြီးပုဂ္ဂိုလ်များပါဝင်သည်သို့သော American တာဝန်ရှိသူများကထိုပုဂ္ဂိုလ်များ၏နာမည်သို့မဟုတ်ဓာတ်ပုံပါဝင်ခြင်းသည်ပြစ်မှုတွင်ပါဝင်ခဲ့ကြောင်းသက်သေမဟုတ်ကြောင်းရှင်းလင်းထားသည်အစီရင်ခံစာများအရ Epstein ပေါ်ပထမဆုံးတိုင်ကြားမှုများသည်1910ခုနှစ်များအတွင်းကတည်းကပေါ်ပေါက်လာခဲ့သည်ယခင်အမျိုးသမီးဝန်ထမ်းတဦးက Epstein သည်အသက်မပြည့်သေးသောမိန်းကလေးများ၏ဓာတ်ပုံများကိုရယူရန်စိတ်ဝင်စားကြောင်းကမ္ဘာသို့သတင်းပို့ခဲ့သည်သို့သောထိုအချိန်တွင်ထိုဆွဆွဲချက်များကိုအရေးကြီးစွာမယူဆခဲ့ကြောင်းသိရသည်နောက်ပိုင်းတွင် Jeffrey Epstein သည်အသက်မပြည့်သေးသောမိန်းကလေးများကိုလူကုန်ကူးမှုနှင့်လိင်ပိုင်းဆိုင်ရာလွဲသုံးစားမှုဆွဆွဲချက်များကိုရင်ဆိုင်ခဲ့ရသည်2019ခုနှစ်တွင်ဖမ်းဆီးခံရပြီးနောက်ဒင်းကိုအကျဉ်းထောင်အတွင်းတည်ဆုံနေသည်ကိုတွေ့ရှိခဲ့ရာမှာယင်းအမှုသည်မေးခွန်းအသစ်များစွာကိုဖြစ်ပေါ်စေခဲ့သည် Epstein ၏နီးစပ်သူ Ghislaine Maxwell သည်လည်းကလေးများလူကုန်ကူးမှုတွင်ကူညီပံ့ပိုးခဲ့သည်ဆိုသည့်ပြစ်မှုဖြင့်ထောင်ဒဏ်20နှစ်ချမှတ်ခံခဲ့ရသည် American ဥပဒေပြုအဖွဲ့ဝင်များသည် Epstein အမှု၏အမှန်တရားအပြည့်အစုံကိုထုတ်ဖော်ရန်အတွက်ဥပဒေသစ်တစ်ရပ်ကိုအတည်ပြုခဲ့ပြီးယင်းဥပဒေအရသက်ဆိုင်ရာစာရွက်စာတမ်းအားလုံးကိုပြည်သူများရှိတွင်ထုတ်ပြန်ရန်လိုအပ်ကြောင်းသတ်မှတ်ခဲ့သည်သို့သောဝေဖန်သူများကယခုထိထုတ်ပြန်ထားသောအချက်အလက်များသည်မပြည့်စုံသေးကြောင်းနှင့်အရေးကြီးသောစာရွက်စာတမ်းများအချို့ကိုမထုတ်ပြန်သေးကြောင်းပြောဆိုနေကြသည် American တရားရေးဌာနကနောက်ထပ်စာရွက်စာတမ်းများကိုလာမည့်ရက်သတ္တပတ်များအတွင်းဆက်လက်ထုတ်ပြန်သွားမည်ဟုဆိုထားသည်ယခုအခါကမ္ဘာတဝန်းလုံးသည်ထိုဖိုင်များမှထပ်မံသောအရေးကြီးအချက်အလက်များပေါ်ထွက်လာမလားသို့မဟုတ်ယင်းအမှု၏လျှို့ဝှက်ချက်များသည်ထာဝရလျှို့ဝှက်နေမလားဆိုသည်ကိုစောင့်ကြည့်လျက်ရှိသည်